မေးသားခောက်ဆွဲထပ်လုပ်ပါမယ်ဟိုတစ်ခေါက်လုပ်စားအရန်ကိုကောင်းလို့စားရတာမလောက်သေးဘူးဒီတစ်ခေါက်ထပ်လုပ်စားတာပါဆက်ကြပါအောင်